မမင်္ဂလာပါရှင်ဒီမှာတော့အနိုင်ကျင့်ခံရတာလက်စားချီရဲ့ကမုံကျုံတစ်ဆက်ရရှိပါတယ်။ဒီနေ့ကတော့စူစီလို့ခေါ်ပါတယ်။စူစီကတော့သူ့အရင်အနိုင်ကျင့်ပါတယ်။ဒါပေမဲ့သူကတော့ထူးဆန်းပါတယ်။သူစစ်တူလာတဲ့လူပြောင်းတက်ပါတယ်။အဲဒါကြောင့်သူကတော့အမြဲလှုပ်ရပါတယ်။ဟုတ်လဲဆိုတော့သူကနှစ်သမီးပြောင်းသွားပြီးနှစ်ပြီးခဏလဲသွားတတ်ပါတယ်။အဲကြောင့်လေသူကဒီလိုခဏပြောင်းသွားပါတယ်။သူကလည်းသူများမြင်သွားမှဆိုလို့အမေရဲ့သူ့ခန်းထဲဝင်လို့ပြေးပါတယ်။ဒါပေမဲ့သူ့ခန်းထဲမှာသူရှိနေရပါပဲ။အဲ့ဒါသူညမပြေးဖက်လိုက်ပါတယ်။နောက်ပြေးဖက်တော့လေသူကလည်းဘာလို့လာဖက်တာလဲဆိုပြီးတော့သူမောင်းထုတ်လိုက်ပါတယ်။တကယ်လဲဆိုရင်တော့ဒါကတော့သူ့ရဲ့အစိမ်ဆုံးသူတွေ့ရှင်နေတဲ့တမီးပဲဖြစ်ပါတယ်။အဲ့ဒါတော့သူအော်လို့ငင်းတက်သွားရပါတယ်။တမီးကြီးဘယ်ရလဲ။အော်လာမပြောနေစမ်းနဲ့ဆိုပြီးတော့အချမ်းရဝင်သွားပါတယ်။သူမြင်မှဆိုလို့သူကတော့ဒါလိုက်ကားအမြင်ကားလိုက်ပါ။အိုးအရှိတယ်မှာဒါတော့သူ့ရဲ့ပြောမယ်ဆိုရင်တော့သူ့အကြိုက်ဆုံးတဲ့သမီးပေါ့သူ့အကြိုက်ဆုံးတဲ့သမီးဟုတ်လို့သူကတော့တခြားကြည့်နေခဲ့ပါတယ်ဒါပေမဲ့ဘယ်လိုပဲသူကြည့်လို့မရခဲ့ပါသူတော့အမြင်ဆုံးစိတ်လျှော့လိုက်ပါတယ်ဖြစ်ဘူးစိတ်လျှော့ဆိုပြီးစင်ပြီးသွားခဲ့ပါတယ်ဒါပေမဲ့မျက်လုံးကတော့မပြောက်သေးပါပြီးတော့ပြောက်သွားပါတယ်ဆိုတယ်လို့စပိန်မရှိသေးဘူးစပိန်ကပြန်ရောင်စုမရမယ်ကျန်တဲ့သူတွေအဆဲရောင်ပါစိတ်ကူချက်လို့ပြောင်းသွားတဲ့လို့သူအဲ့လိုဖြစ်သွားတယ်အမေလုံးလည်းမရသေးဘူးအမေလုံးလည်းဆဲရောင်ကြရပြီပြောင်းသွားလက်ထလာတော့သူပြဖြစ်တယ်ဟဲ့ဟိုနှစ်သမီးလေးပဲပြောက်သွားမကလည်းပြောပြန်ပြီသူမြင်မသိဘူးလေဆိုပြီးထွက်သွားပါဟူးတော်သေးလို့တော်သေးလို့ပါဟဲ့ထိုင်နေခဲ့ပါဒါတော့သူတို့ရဲ့အိမ်လေးဆိုတော့သူမှသူတို့လက်ဝတ်ထားရဲဆိုတော့ထင်သွားပါတယ်တကယ်တည်းလည်းသူလက်ဝတ်တဲ့ဟာသူမသိရပါဘူးသူတခုကလက်ဝတ်ထားလို့အဲ့ဒါသမီးဖုံးထားလားမတည့်ဘူးမရှိဘူးထားလိုက်ပါငါသူဒီနေ့ကနိုင်ကျင်ကောင်းဟဲ့လိုက်လာသူ့နာမည်လိုက်လာပါနော်ဟဲ့လိုက်လာဘာလဲပြုံးမညီပါဘလို့အဲ့လိုချောနေရမကလည်းမေးပါမယ်အဲ့လိုဟာမမေးပါနဲ့ဆိုနေမှာပဲငါကောင်းပြီနဲ့ဖြေးလိုက်ပါဖြေးလဲမသိနေရတော့လေငါလုံးလိုက်မယ်လုံးလိုက်လို့နော်ဘာလို့မဟဲ့မင်းနဲ့တိတ်နေလိုက်တော့အိတ်တာပဲကောင်းအိတ်တော့အိတ်ရှိအိတ်တော့မယ်ခံရမှာပါအေးရမယ်ခံဟုတ်ခံဟာဒါပေမဲ့ငါဒီမှာပဲအိတ်နေကြဆိုတော့ဒီမှာပဲအိတ်တော့မယ်တော်သေးလို့ဘာသူမသိရကန်ကောင်းတယ်ငါကစားလိုက်ပါဦးမယ်စားတော့ညီမဖြစ်ပါတယ်လာဘိုက်ထုံစားလိုက်ဘာချက်ထားလဲမသိဘူးအော်စပိန်လေးပါလိပတ်စီငါဈေးရောက်အောင်မယ်ရုံးချင်တော့စပိန်ကြီးတော့ပြောင်းရမယ်ဒီနေ့စပိန်ကြီးတော့ပြောင်းမယ်ဒီမှာလေးအိတ်လို့ရခဏစပိန်ကြီးပဲတော့ပြောင်းလို့မယ်က
ကေပြောင်းမယ်စပီကေပြောင်းမ beauty salon ရောက်ပါပြီအမရေးစပီလေးပြောင်းမယ်ဟုတ်ကဲ့ပါရှင်ထိုင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဘလို့လေးပြောင်းချင်မလိုက်မယ်ပေါ့နိသူတို့လေးကြိုက်လားဒါတော့သူနဲ့သမီးပြောင်းတဲ့ပုံလေးကိုမကြိုက်ဘူးမနဲ့သမီးပြောင်းတဲ့ပုံကြီးဟုတ်လို့တော့စိတ်ထဲမှာပြောတယ်နဲ့သမီးပြောင်းတဲ့ပုံကြီးကငါထားလို့မရဘူးဒီလိုလေးရောစိုးပါဘူးတိတ်မကြိုက်သေးဘူးဒါလေးရောအော်ကြိုက်တယ်မိကက်တစ်ခါပြင်သွားပါလားမမိကက်တော့မပြင်တော့ပြင်လိုက်မယ်လေအိုးဟုတ်တယ်အဲ့လိုမကောင်းရှုံးမယ်နော်ဟုတ်ကဲ့ကောင်းရှုံးနေခဲ့ပါတယ်စီပင်အောင်လေးပါပြောင်းမယ်ဟုတ်ကဲ့အမေအောင်လေးနော်ဟုတ်ကဲ့ပါရှင်ဝါစီပင်အောင်လေးလည်းပြောင်းမှာအမလေးတာဟိုကချောမောလာပါအခုပို့ချောပါမမိကပြင်မယ်မိကအပြင်ဖြတ်လို့ရတယ်နော်ဟုတ်လားအကြာကြီးထားလို့ရှင်တိတ်ပြီးပြန်မှာမဟုတ်လို့ပေါ့နော်အကြာကြီးထားဖြူအောင်လေးဆိုပြီးโอเคကြိုက်တယ်မမိကပြင်မှာကျမအရင်ကြိုက်တာဘန်းလေကြိတ်တယ်အနီအောင်လေးဆိုမယ် lip ကိုကြတော့အနီအောင်လေးပဲဆိုလိုက်ပါလားဒါပြီးမိကလေးပြင်သွားဆိုတော့မီနော်မဟုတ်ကဲ့ပါအိမ်မဲသွားတော့ကဲအရင်ပြီးပေါ်ထက်သွားတယ်မဆုံးမချစ်ချင်းပိတ်သွားငါမတော့ပြငါမဘာလို့ဒါပဲတော့သူ့မောင်ရင်ချစ်ပါတယ်မကြည့်အေးလာလိုက်တာဘယ်မှာသွားပြင်လဲမိလား beauty salon မှာသွားပြီလေမသွားပါလားဒါခုသွားမယ်ဆိုတော့သူ့မှာရောက်သွားပါမင်္ဂလာပါ beauty salon မှာကျူစုပါတယ် beauty salon မှာကျူစုပါတယ်ငါဒီမှာမထိုင်မှာတော့โอเคမိကလေးပြင်ချင်လို့ပါပြင်ရပါမယ်ရှင့်ဟုတ်ရှင်ကျမရဲ့မလာတဲ့ပုံကြီးချစ်ချင်းပြောင်းပြီပါဟုတ်ကဲ့ပါဝါရောင်လေးဝါအရင်ကြိုက်တယ်တိတ်တော့မကြိုက်ဘူးအမအယောင်တိတ်မကြိုက်ကြိုက်ပါလားကြိုက်ပါမစပီရောပဲပြောင်းမယ်ပေါ့နော်လှဆုံးပြောင်းမယ်မင်းလည်းရက်ပြီ။ဝါအရင်ကြိုက်တယ်။အရင်လှပါ။အော်မတော်ရမလှပါ။အဲ့လိုရှိပြီတော့မတကြလေး subscribe လေးလုပ်ပေးဖို့မမေ့ကြနဲ့ဦးနော်။မနေ့က flow လေးတင်မှုမိသွားလို့တောင်းပန်ပါရှင်